စုတ်တန်တချောင်းမှလည်းထက်မြက်တဲ့အသွားတွေရှိတယ်ဆိုပြီးကောင်းကင်ပန်းချီရေးဆွဲလိုက်တော့ရန်ခမ်းစစ်တပ်ကြီးရဲ့အပေါ်ဘက်ကောင်းကင်ရံမှာမင်းတွေနဲ့ဖန်တီးထားတဲ့မိုးကြိုးမုန်တိုင်းကြီးတစ်ခုရုတ်တရက်ဖြစ်ပေါ်လာပါတော့တယ်။နေနမိတ်ကြော်ဖြတ်လိုက်တာနဲ့အပြက်စီးနေမြေတဲ့ကိုအလွယ်လေးရောက်ရှိသွားမယ်ထင်နေခဲ့ကြပေမဲ့လည်းအမတ်မထင်ကျဆင်းလာတဲ့မိုးကြိုးလျက်စီးတွေကြောင့်လေသင်းဘောတွေအကြီးအကျယ်ပျက်စီးနေကြသလိုရဲမက်စစ်တီတွေလည်းထိခိုက်ဆုံးရှုံးနေရပါတယ်။မိုးကြိုးတိမ်တိုက်ကြီးကရန်ခမ်းစစ်တပ်တစ်ခုလုံးကိုနေရာလက်မကျန်ဖုံးအုပ်ထားတာကြောင့်ကျူးချွေလေတပ်ကဆုံးရှုံးမှုကြီးမားနေခဲ့ရပြီးဒီတိုင်းဆက်သွားရင်အခြေအနေမကောင်းတော့လို့ရေခဲတိုင်းတွေနဲ့ကာကွယ်ပေးထားလိုက်ဆိုပြီးရွှမ်းဝူရေတပ်ကိုအမိန့်ပေးလိုက်ရပါတယ်။လက်ရည်ပန်းချီဆိုတဲ့အမှုပညာလက်ရာကိုတိုက်ခိုက်တဲ့နေရာမှာအသုံးပြုလို့ရနိုင်တာလားဆိုပြီးချင်းမူကလေးလာတင်ယူနေခဲ့တယ်လို့ဖိုးဖိုးနာကန်ကလည်းမိုးကြိုးတိမ်တိုက်အလဲပြီးတာနဲ့လေစင်းနာမောင်းတွေကိုထပ်မံရေးဆွဲပစ်လိုက်ပြန်ပါတယ်။ဒီတစ်ခေါက်တိုက်ခိုက်မှုကအထက်ထိဖောက်ဝင်နိုင်တဲ့တဘာဝစွမ်းအင်ဖြစ်နေတာကြောင့်အထက်ကအရာဝတ္ထုတိုင်းကရိမ့်ထိုးလှုပ်ရှားနေကြရပြီးလေစင်းနာမောင်းတွေတက်ဆင်းလာချိန်မှာတော့ရေခဲတိုင်းကြီးလည်းပောက်ကွဲပျက်စီးသွားရပါတယ်။မိုးကြိုးတိမ်တိုက်တွေပုံမအားကောင်းလာတဲ့အတွက်နောက်ပြန်ဆုတ်ဖို့အချိန်မရှိကြတော့ပဲရှေ့ပြေးတက်သားတောင်းတဲ့ချီဟာပောက်ကွဲမှုတွေကြားထဲမှာတေးကြီးပျက်စီးသွားကြရပါတော့တယ်။ဒါကိုကြည့်ခြင်းအပြင်အပြက်စီးနေမြေထဲမှာလန်တကိုးရှင်စောရဝိဇာကောင်းကင်တာနဲ့အစိပ်ပြင်းတို့သာရှိနေတာမဟုတ်ပဲတခြားသောအစွမ်းထက်ကျင့်ကြံသူတွေလည်းထပ်မံရှိနေနိုင်သေးတာပဲဆိုပြီးခေါင်းဆောင်ဖြစ်သူတို့လည်းသဘောပေါက်သွားကြပါတယ်။ဒါကြောင့်မိုးကြိုးမုန်တိုင်းကိုဖျက်ဆီးပစ်ဖို့အတွက်ပိုင်ဟူတက်ကိုအမိန့်ပေးစေခိုင်းလိုက်ပြီးကြားဖြူစီရင်ဖွဲ့စည်းခိုင်းလိုက်တယ်လို့ကျူးချွဲတက်ကိုလည်းမီးတောက်စီရင်ဖွဲ့ခိုင်းလိုက်ပါတော့တယ်။ကျူးချွဲညက်နဲ့ကြားဖြူဆိုတဲ့နှစ်သားရဲတွေထွက်ပေါ်လာတဲ့နောက်မိုးကြိုးမုန်တိုင်းကိုဖျက်ဆီးပစ်နေကြပြီးလေစင်းနာမောင်းတွေကိုတော့မီးညက်မြောက်တွေနဲ့ပြစ်လွတ်လိုက်ကြတဲ့အတွက်နောက်ဆုံးမှာတော့ကောင်းကင်ပန်းချီလောကတဲ့ကနေပြန်လည်ရုံထွက်လာနိုင်ခဲ့ပါတယ်။မြို့သခင်အိမ်တော်ကနေစောင့်ကြည့်နေကြတဲ့အချိန်ဒီဖြစ်ပျက်တွေကိုဖန်တီးနေတဲ့သူကရှမ်းလုံမြို့တဲကဖြစ်ကြောင်းရန်ခမ်းစစ်တပ်ဘက်ကသတင်းစကားပို့လွှတ်လိုက်တယ်ဆိုပြီးလင်ယူရှိုးကလာရောက်အသိပေးပါတယ်။ဒီစကားကြတော့ရှမ်းလုံမြို့တဲကပြဿနာဖြစ်စေနိုင်တဲ့အရှုပ်အထုပ်ကုန်လုံးကိုရှင်းလင်းပစ်ပြီးလို့ပြောထားတယ်မဟုတ်လားကျုပ်တို့ကိုလှည့်စားချင်နေတာလားဆိုပြီးချင်းဖေးရွက်ကတာဝန်ယူခိုင်းလိုက်ပါတယ်။မြို့သခင်ကလည်းတိုက်ယူကောင်းကင်တဲ့ဆိုကျန်းကသူ့စီမှာရှိနေပြီဖြစ်တာကြောင့်စိတ်ချထားဖို့ပြောလိုက်ပြီးမြို့ထဲမှာတောင်းကျမ်းနေတဲ့မော်စရာဆိုတဲ့ကောင်ကိုလည်းတွားဖမ်းခိုင်းလိုက်ရင်ကမြို့သားကြီးတွေကိုဂျင်းပြန်ထည့်နေပါတော့တယ်။ချင်းဖေးရွက်ကအတူတူလိုက်လာခဲ့တာကြောင့်အဖွားစစ်ကဖမ်းမိသွားတဲ့အခါကျရင်အပြစ်ကြီးကြီးချမှတ်လိုက်မှဖြစ်လို့မင်းစရာဖြစ်သူနဲ့တွေ့ဆုံတဲ့အခါကျရင်မျက်နှာကောင်းရအောင်ပြောပေးပါအောင်ဆိုပြီးတောင်းဆိုလိုက်ပြန်ပါတယ်။မြို့သခင်ဖြစ်သွားတဲ့အခါဖူးရင်ဒီရဲ့အငွေ့အသက်ကအရင်တုန်းကနဲ့ဘာလို့မတူတော့တာလဲဆိုပြီးလင်ယူရှိုးတယောက်စိတ်ရှုပ်ထွေးသွားရပါတယ်။ချင်းမူကနဂါးတိုင်လုံးပေါ်မှာစောင့်ကြည့်နေတဲ့အချိန်တာတတ်သမားဖြစ်သူအဖိုးထုဘူးတယောက်လည်းထပ်မံရောက်ရှိလာခဲ့ပြီးရန်ခမ်းမင်းဆရာတော်ရောက်လာရဲတဲ့ဆိုမှတော့သူလည်းမလာလို့ဖြစ်မလားဆိုပြီးအော်ကျဲလုံးနေပါတယ်။ရန်ခမ်းမင်းဆရာတို့ကနယ်နမိတ်အပြင်ဘက်မှာတိုင်ပတ်နေကြတဲ့အချိန်ရှမ်းလုံမြို့ထဲမှာတော့ဆေးဆရာဖြစ်သူနဲ့ရှာဖိုးဖိုးတို့ကဒုတိယမြောက်စီစဉ်ကိုလက်တွေ့အကောင့်ထဲဖော်နေကြပါတော့တယ်။ရန်ခမ်းမင်းဆရာကအပြက်စီးနေမြေကိုတိုက်ခိုက်ချင်တယ်ဆိုမှတော့တေချာပေါက်အစွမ်းကုန်ထုံးမှာပဲဆိုပြီးရွာလူကြီးတို့လည်းရောက်ရှိလာကြတဲ့အချိန်ရန်ခမ်းရှိပြီးတက်တွေကအကြအဆုံးများနေတယ်ဆိုပြီးတရင်စီကိုသတင်းအချက်လက်တွေအဆက်မပြတ်ရောက်ရှိနေပါတယ်။ဒါကြောင့်မင်းဆရာဖြစ်သူရဲ့ဥဆောင်မှုနဲ့အတူနက်လေးပါသားရဲ့မိရှိတဲ့တက်မကြီးလေးခုစလုံးကဂိတ်တကားတစ်ခုတည်းကနေစုပြုံရောက်ရှိလာကြမှာဖြစ်လို့မျိုးတဲကပြည်သူတွေကိုဖျားเจ้าစီအမြန်ရွှေ့ပြောင်းပေးလိုက်ဆိုပြီးရွာလူကြီးကအမိန့်ပေးလိုက်ပါတော့တယ်။သူတို့ရဲ့ဒုတိယအစီအစဉ်ကရန်ခမ်းစစ်တပ်ကြီးကိုမျိုးတဲဝင်ခိုင်းလိုက်မှဖြစ်ပြီးညရောက်လာတဲ့အချိန်ကျမှအမောင်ထုကိုကာကွယ်ပေးနေတဲ့ငကားတိုင်လုံးတွေကိုဖျက်ဆီးပစ်လိုက်မှဖြစ်လို့တာသက်သမားကိုလည်းကောင်းကင်တာဆွမ်းအားတွေထည့်သွင်းခိုင်းထားလိုက်ပါတယ်။ဖျားเจ้าအနီးတစ်ဝိုက်မှာတော့ကျေတာယာကြောက်တုံးတွေရှိနေလို့မြို့နေပြည်သူတွေကလုံခြုံနိုင်ပေမဲ့ငကားတိုင်လုံးတွေဖျက်ဆီးခံရပြီးမြို့ဝင်ဂိတ်တကားပြိုကျသွားရင်တော့ရန်ခမ်းစစ်တပ်ကြီးဘဝကမတွေးရစရာပါပဲ။ညရောက်တဲ့အချိန်ထိရန်ခမ်းစစ်တပ်ကြီးကိုအချိန်ဆွဲထားဖို့လိုအပ်နေတာကြောင့်ကောင်းကင်ပန်းချီမင်းသားဖြစ်တဲ့ဖိုးဖိုးနာကန်ကဒီတာဝန်ကိုဆက်လက်ယူဆောင်မှာပါ။ဖိုးဖိုးနာကန်ကတော့သူတို့ပြောနေတဲ့အရာတွေကိုလိလျူရှုထားလိုက်ပြီးငရေကြီး18ထက်ထဲကတစ်ခုပါဝင်ဖြစ်တဲ့နဆိုး100ပန်းချီကားကိုနာကျင်မှုအပြည့်နဲ့စတင်ရေးဆွဲလိုက်တဲ့အခါရန်ခမ်းစစ်တပ်ကြီးတစ်ခုလုံးကိုအမောင်ထူးကြီးတစ်ခုကအလုံးစုံဖုံးအုပ်သွားပါတော့တယ်။အဲ့ဒီနောက်မှာတော့အနီရောင်တန်းနေတဲ့မျက်လုံးပေါင်းများစွာလူမျက်နှာများစွာထွက်ပေါ်လာကတောတောင်ရည်မြေတွေပျက်စီးသွားတဲ့အခါပြည်သူများစွာကိုကျွေးနေကြတဲ့ပုံရိပ်တွေတေဆုံးသွားတဲ့အချိန်မှာလည်းရန်သူမိတ်ဆွေမခွဲခြားပဲနဆိုးနှစ်ဖျားတွေရဲ့ဝါမျိုးစာသုံးခြင်းခံနေရပုံတွေအားလုံးမြင်အောင်ထွက်ပေါ်လာပါတယ်။နဆိုးတရားဆိုတာကအလွန်မင်းနှလုံးကွဲကြည့်ပြီးတော့နာကျင်မှုကိုခံစားရသူတွေသာရေးဆွဲနိုင်ကြတာဖြစ်တဲ့အတွက်နောက်ဆုံးမှာတော့မင်းဆရာဖြစ်သူလည်းသူတို့ကိုဘယ်သူတားဆီးနေလဲဆိုတာသဘောပေါက်သွားခဲ့ရပါပြီ။လွန်ခဲ့တဲ့နှစ်များစွာတုန်းကထန်းထူတိုင်းပြည်တစ်ခုမှာအလွန်ချောမောခံရတဲ့အိမ်ရှိဇမင်းသားတစ်ပါးရှိပြီးထိတ်တန့်ရေးချင်းရှိသူတဦးလည်းဖြစ်တာကြောင့်ဂုံကျက်တရေပြိုင်ဘက်ကင်းပါတယ်။ဒါပေမဲ့လည်းအပြင်ဘက်လောကကိုစိတ်ဝင်စားခြင်းမရှိပဲလက်ရည်ပန်းကြီးတစ်ခုထဲမှာသာအာယုံစူးစိုက်ထားတဲ့အပြင်စာပေကောင်းတွေကိုလည်းအမြဲမပြတ်ဖတ်ရှုလေ့လာခြင်းနဲ့အမှုပညာသမားတစ်ယောက်ဆိုပြီးသူကိုယ်တိုင်ထုတ်ပြောခဲ့ပူပါတယ်။ တ
တစ်ချိန်တည်းမှာပဲယုံနံတိုင်းပြည်ကထန်းထူတိုင်းပြည်ကိုကျူးကျော်နဲ့ချဲလာခဲ့ပြီးထန်းထူတိုင်းပြည်တစ်ခုလုံးဆုံးရှုံးပျက်စီးမှုကြီးမားနေချိန်မှာတောင်သူနှစ်သက်တဲ့အရာပေါ်မှာဇန်ဝင်စားမှုအပြည့်ဖြစ်နေလို့အပြင်ဘက်ကိစ္စတွေကိုဘာတစ်ခုမှမသိရှိနိုင်ခဲ့ပါဘူး။ဒါပေမဲ့လက်ရည်ပန်းချီတွေကနိုးထလာချိန်မှာတော့နမ်းမြို့တော်တစ်ခုလုံးကမီးဟုံးဟုံးတောက်လောင်နေခဲ့ရပြီးတိုင်းသူပြည်သားတိုင်းကလူမျိုးတုံးသက်ခံနေရကဇနီးဖြစ်သူနဲ့သမီးဖြစ်သူတို့ဟာလည်းစစ်မြင်းတွေရဲ့နင်းချေခံတွေဖြစ်နေရပါတယ်။ဒါအပြင်မိခင်ဖြစ်သူရဲ့ဦးကောင်းကလည်းနမ်းမြို့တော်တကားမှာချိတ်ဆွဲခံထားရတဲ့အပြင်ယုံနံစစ်တီတွေကဖခင်ဖြစ်သူတနည်းအားဖြင့်တိုင်းပြည်ရှင်ရဲ့ဦးကောင်းတော်ကိုဂိုင်မြောင်းနေရင်အောင်ပွဲခံနေကြပါတယ်။နှလုံးကွဲကြည်နာခြင်းမှုနောင်နှတရားတွေကြောင့်ထန်းထူအိမ်ရှင်မင်းသားဟာယူတိုးတဲ့အခြေအနေကိုကြားရောက်သွားခဲ့တဲ့နောက်တိုင်းပြည်တစ်ခုလုံးစုညံပျက်စီးနေတာတောင်ဘာတမ်းမှမကြားခဲ့တဲ့အတွက်ဒီနာရက်တွေဟာရှိနေလေအပိုပဲဆိုပြီးဖျက်တောက်ပစ်လိုက်တဲ့အပြင်နားစီကိုလည်းထိုးဖောက်ပစ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့တိုင်းသူပြည်သားတွေရဲ့သွေးချစ်ခင်ရတဲ့ဆွေမျိုးတွေရဲ့သွေးရန်သူစစ်တီတွေရဲ့သွေးတို့ကိုငရေကြီး18ထက်ဆိုတဲ့လက်ရည်ပန်းကြီးတစ်ခုရေးဆွဲခဲ့လိုက်တာကြောင့်ထန်းထူတိုင်းပြည်ကြီးဟာငရေကြောင့်နဲ့ကြီးတစ်ခုဖြစ်သွားရပြီးယုံလန်စစ်တီတသန်းလောက်ကလည်းအပြစ်ခံယူကြရမယ့်ငရေသားတွေဖြစ်လာခဲ့ပါတယ်။စစ်ပွဲပြီးသွားချိန်မှာတော့တိုင်းပြည်နှစ်ခုလုံးပျက်စီးသွားခဲ့ရပြီးအိမ်ရှိမင်းသားကလည်းအမောင်ထုတဲ့ဆက်လက်တိုးဝင်ခဲ့ရင်အဆုံးသတ်မှာတော့ပျောက်ကွယ်သွားပါတော့တယ်။မင်းဆရာဖြစ်သူဟာထန်းထူအိမ်ရှိမင်းသားကိုလေးစားသူဖြစ်တာကြောင့်ထန်းထူတိုင်းပြည်ကိုတွားရောက်ဖူးခဲ့တယ်လို့ငရေကြီး18ထက်ကိုလည်းဖျက်လျှောက်ခဲ့ပူပါတယ်။အိမ်ရှိမင်းသားရဲ့ဟိုးအတွင်းစိတ်ထဲကနာကျင်ဝမ်းနည်းမှုတွေကိုခံစားနားလည်ခဲ့ရတာကြောင့်ရန်ခမ်းတော်ဝင်ကျောင်းတော်မှာလက်ရည်ပန်းကြီးတင်တန်းဖွင့်လှစ်ပေးဖို့အတွက်အရှင်မင်းမြတ်ထံမှာရှောက်တင်ခဲ့ပူပါတယ်။ပချီတင်တန်းနဲ့တင့်တော်တဲ့လူတစ်ယောက်ကိုအပြက်စီးနေမိထဲမှာရှာတွေ့နိုင်ခဲ့တယ်ဆိုပေမဲ့စိတ်မကောင်းစရာတစ်ခုကတော့ရန်သူတွေဖြစ်နေကြတယ်ဆိုပြီးမင်းစရာလည်းခေါင်းရမ်းမိလိုက်ပါတယ်။ဖိုးဖိုးနာကန်ရဲ့ရင်ထဲကနာကျင်မှုကိုဘေးနာကသူတွေလည်းအလိုလိုခံစားမိကြတဲ့အချိန်ရန်ခမ်းစစ်တပ်ကြီးအပေါ်ကနေချော်ရီမီလျံတွေကျဆင်းလာခဲ့လို့ကျူးချွေလေတက်ကမီးလောင်ပျက်စီးနေရပြီးချင်းလုံတက်နဲ့ပိုင်ဟူတက်တို့ကလည်းကဘာပြက်တလိုမျိုးရှောင်းတိန်ထွက်ပြေးနေကြပေမဲ့အချီးနှီးတာဖြစ်နေရပါတယ်။လူတစ်ယောက်နဲ့အမှုပညာတစ်ခုဟာတက်မဟာကြီးတစ်ခုကိုနောက်ဆုံးခြေနေထိတွန်းပို့နိုင်မှန်းသိလိုက်ကြရပြီးအပြက်စီးနေမိတဲ့ကိုကျူးကျော်ဝင်ရောက်ချင်ရင်ပေးဆက်မှုကြီးမားလိမ့်မယ်ဆိုတာမင်းစရာဖြစ်သူလည်းသဘောပေါက်နားလည်သွားပါတယ်။ဒါကြောင့်ရှေ့ပြေးတက်မှာရှိနေတဲ့စစ်သူကြီးကျင်စီကိုသတင်းစကားပို့လွတ်လိုက်တဲ့နောက်နှစ်သားရဲလေးပါစလုံးကိုတင်ကေတာ၄ခုအစီရင်ဖြစ်ပြောင်းလဲဖန်တီးလိုက်ကြပြီးစစ်တပ်တစ်ခုလုံးရဲ့မူလစွမ်းအားတွေကိုအလဲကောင်မှာစုစည်းလိုက်ကြပါတယ်။အစီရင်ဗဟိုချက်မှာတော့နတရာအဆင့်ရှိသူကဥဆောင်ထားတာဖြစ်ပြီးတက်တောင်းစွမ်းအားကိုလူတစ်ယောက်ထဲကနေဆွဲယူအသုံးပြုမှာဖြစ်လို့စစ်သူကြီးချင်းဟာကောင်းကင်အစီရင်စစ်သူကြီးဆိုပြီးနာမည်ကျော်ကြတာဖြစ်ပါတယ်။လူတစ်ယောက်ဓာတ်တစ်ချောင်းကရန်ခမ်းနိုင်ငံတော်ရဲ့ဩဇာအာဏာဖြစ်ရမယ်ဆိုပြီးစစ်သူကြီးချင်းကနတ်ဆိုးတရားရှင်းလင်းတာနဲ့လွှဲရန်ခုတ်ပိုင်းလိုက်တဲ့အခါသူ့ဘက်ကအသာစီးရသွားခဲ့လို့တပ်သားတွေအကုန်လုံးကိုစိတ်သက်အင်အားမြင့်တင်လိုက်ပါတယ်။ငရေကြီး18ထက်ကခုတ်ပိုင်းဖြစ်စည်းခံလိုက်ရလို့မင်းဆက်တွေကျဆင်းလာတဲ့အခါအပြက်စီးနေမြေကကျူးကျော်လို့ရနိုင်တယ်ဆိုပြီးမင်းဆရာဖြစ်သူကရေရွတ်လိုက်တယ်လို့ဓာတ်တစ်ချက်ကမိုင်းထောင်ချီဖြစ်စည်းနိုင်တာကြောင့်တိတ်တော်တဲ့မင်းဆရာဆိုပြီးရွာလူကြီးကလည်းချီကျူးလိုက်ပြန်ပါတယ်။အချိန်ဆွဲထားတာလုံလောက်ပြီဖြစ်လို့ဖိုးဖိုးနာကန်းကိုအနားယူခိုင်းလိုက်တော့ဟိုးအရင်တုန်းကဒါနတ်ဖျားနဲ့အခုလက်ရှိအတော်ဆုံးဓာပညာရှင်တို့ရဲ့တိုက်ပွဲကြီးကိုမစောင့်နိုင်တော့ဘူးဆိုပြီးအဘိုးထုပုကပြောပါတယ်။သူတို့နှစ်ယောက်ရင်ဆိုင်တွေ့တဲ့အချိန်ကျရင်မိုးအောက်မြေပြင်တုံဟီးသွားနိုင်ပြီးအပြက်စီးနေမြေတွေကခံယူချက်ကိုစီနဲ့တိုက်ပွဲကြီးကလည်းပိုပြီးဆိုးရွားသွားဖို့သာဆက်ရှိနေတယ်ဆိုပြီးချင်းမူတို့ပြောနေကြရင်ကဒီအပိုင်းလဲပြီးဆုံးသွားပါတော့တယ်။